ဟန်တာဝရီစင်ဖျူရှင်ဟုကြော်ကြပြီးဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူမှာမည်သူဖြစ်သည်နည်းအဖြေမှန်ကတော့ဘယင်နောင်ဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အစောဆုံးထွန်းကားခဲ့သောယဉ်ကျေးမှုမှာမည်သည့်ယဉ်ကျေးမှုဖြစ်သည်နည်းအဖြေမှန်ကတော့ဖြူယဉ်ကျေးမှုဖြစ်ပါတယ်ပကံမြို့ရှိအာနန္ဒာစေတီတော်ကိုမည်သည့်မင်းကတည်ထားကိုးကွယ်ခဲ့သည်နည်းအဖြေမှန်ကတော့ကျန်စစ်တာမင်းဖြစ်ပါတယ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင်ရဲရင်စွာတိုက်ပွဲဝင်ရင်းကြာဆုံးခဲ့သည့်မြန်မာစစ်သူကြီးမှာမည်သူဖြစ်သည်နည်းအဖြေမှန်ကတော့မဟာဗန္ဓုလဖြစ်ပါတယ်ကမ္ဘာပေါ်တွင်အမြင့်ဆုံးတောင်သည်မည်သည့်တောင်ဖြစ်သည်နည်းအဖြေမှန်ကတော့ဧဝရတောင်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့်ပိဋကတ်သုံးပုံတွင်ယဟန်တို့များလိုက်နာရမည့်စည်းကမ်းများကိုမည်သည့်ပိဋကတ်၌ပြဋ္ဌာန်းထားသည်နည်းအဖြေမှန်ကတော့ဝီနီပိဋကတ်ဖြစ်ပါတယ်မြန်မာနိုင်ငံ၏မြို့တော်မှာမည်သည့်မြို့ဖြစ်သည်နည်းမြတ်စွာဘုရားရှင်သည်ပါရမီတော်များကိုဖြည့်ကျင့်ရာတွင်အချိန်ကာလအားဖြင့်မိမြကြာမြင့်သည်နည်းအဖြေမှန်ကတော့၄သိန်းချီနဲ့ကဘာတသိန်းချီပါတယ်မြတ်စွာဘုရားရှင်သည်တာဝတိန်သာနတ်ပြည်၌အဘိဓမ္မာတရားတော်ကိုမိသူအားအမှုထား၍ဟောကြားတော်မူခဲ့သည်နီအဖြေမှန်ကတော့မေတော်မိနတ်သားဖြစ်ပါတယ်